မင်္ဂလာပါခင်ဗျာ MOS Computer Knowledge Sharing Channel ရမယ်ပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ဝင်မြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ Microsoft Word ထဲမှာpassport site ကိုလွယ်ကူကူနဲ့မြန်ဆန်ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာဝင်မြပေးခြင်းပါတယ်ကျွန်တော်လည်းအတူသွားကြည့်လိုက်အောင်Microsoft Word နဲ့လုံးဝဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ Microsoft Word software လေးကိုကျွန်တော်တို့ဖွင့်လိုက်မယ်ဒါမှမဟုတ် blank document လေးတစ်ခုရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ပထမဆုံး site A4 site ကိုကျွန်တော်တို့တွားပြောင်းပေးရမယ် A4 site ပြောင်းတာလည်းရှေ့မှာပြောပြခဲ့ပြီးပါပြီ၄ရောက်ထဲက site ကိုရွေးပြီးတော့ကျွန်တော်တို့ A4 ကိုရွေးပေးလိုက်ရမှာပဲ orientation မှာ portrait ထားတာ landscape ထားတာကိုအဆင်ပြေတာထားလို့ရတယ်ကျွန်တော်တို့ portrait ထားလိုက်မယ် margin မှာကျွန်တော် narrow ကိုထားလိုက်ဒါဆိုရင်တော့ A4 site လေးရလာပြီပေါ့အဲ့ထဲမှာကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်ပုံထည့်ပေးရမယ်ပုံထည့်မယ်ဆိုလို့ရှိရင်ဘယ်ရမယ်ထည့်ရမလဲဆိုရင် insert တက်ထဲကိုသွားမယ်ပြီးရင် picture ကိုနှိပ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ set ထဲမှာကိုထည့်ချင်တဲ့ပုံကဘယ်နားမှာရှိလဲဆိုတာကတော့ကိုရှာလိုက်မယ်ကျွန်တော်ကတော့လွယ်ကူကူနဲ့ပြလို့ရအောင်ဆိုပြီးတော့ကျွန်တော် desktop လေးပေါ်မှာတင်ပေးထားတယ်ဒီပုံလေးပေါ့ဒီပုံလေးကိုတစ်ချက်နှိပ်ပြီးတော့ insert ဒီကောင်လေးကိုနှိပ်လိုက်မယ်ဒါဆိုရင်တော့ပုံလေးရောက်လာပါတယ်ဒါမှရောက်လာတဲ့ပုံကြီးကအကြီးပဲဖြစ်နေတယ်အဲ့ဒါကိုကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့နှစ်လက်မပတ်လဲကျွန်တော်တို့ချိုးပေးရမယ်နှစ်လက်မပတ်လဲချိုးကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီထဲမှာ crop tool လေးကိုတစ်ချက်နှိပ်လိုက်မယ်အောက်မှာ aspect ratio ဆိုတာလည်းရှိတယ် aspect ratio တွေက1:1လေးကိုတစ်ချက်နှိပ်လိုက်ဒါမျိုးလေးရလာမှာပေါ့ဒါမျိုးလေးရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်သူ့ကိုမလှတဲ့အပိုင်းတွေကိုကျွန်တော်ဖြတ်ထုတ်မယ်အခုဆိုရင်လက်ကြီးကအောက်ကိုဒါရောက်နေအဲဆိုသူ့ကိုကျွန်တော်တို့ပုံမှန်တိုင်းလေးအပေါ်ကိုတင်လိုက်မယ်အပေါ်ကိုတင်တဲ့နေရာမှာလည်းကျွန်တော်တို့ဒါမျိုးလေးထားရမှာနော်တီပုံစံလေးပြတယ်အဲ့လိုတီပုံစံလေးပြပြီးဆိုမှကျွန်တော်တို့အပေါ်ကိုဆွဲတင်ကိုလိုချင်တဲ့လောက်ထိတင်လိုက်ပေါ့ပြီးရင်ဘေးကိုလည်းကျွန်တော်တို့ဒီပခုံးလေးနားလောက်ထိထားမယ်အဲဆိုရင်ဘေးကိုကျင်းကျင်လို့ရှိရင်ဖေးနားမှာဒါမျိုးလေးတော့ထားမယ်ထားပြီးတော့အထဲကိုကျင်းလိုက်ဒီဘက်ကိုလည်းအဲ့တိုင်းပဲကျွန်တော်တို့ဒီအမျိုးလေးထားလိုက်မယ်အပေါ်လေးကိုလည်းအောင်နည်းနည်းလေးချလိုက်ဒါဆိုဒီ site လေးရလာဒါပေမဲ့ဒီ site ကအကြီးဖြစ်နေအဲ့ဒါကိုကျွန်တော်တို့နှစ်လက်မပတ်လဲကျွန်တော်တို့ချိုးပေးရမယ်နှစ်လက်မပတ်လဲချိုးချင်တယ်ဆိုရင် site ရဲ့အပေါ်မှာအလျားနဲ့အနှံ့ရှိတယ်ကျွန်တော်တို့အမှအပေါ်ကိုလည်းနှစ်လက်မထားလိုက်မယ်အောက်ကိုလည်းနှစ်လက်မကျွန်တော်တို့ထားလိုက်ပြီးရင်အန်တာလေးခောက်လိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကိုလိုချင်တဲ့ site လေးတစ်ခုရလိုက်ပြီနှစ်လက်မမဟုတ်ဘူးเนาะကြိုက်တဲ့ 1.2 1.3 ကိုကြိုက်တဲ့ဟာကိုအဲ့မှာကျွန်တော်တို့ format ထဲမှာသွားပြီးတော့ site ထဲမှာကျွန်တော်ရိုက်ပြီးတော့ထည့်လိုက်ရမှာအဲဆိုကျွန်တော်တို့လိုချင်တဲ့ဟာကိုရသွားပါလိမ့်မယ်နောက်ကျွန်တော်တို့ဘာလုပ်မလဲဆိုနောက်မှာကျွန်တော်တို့ကဘောဒါလေးခတ်လိုက်အောင်အမေအောင်ဘောဒါလေးခတ်လိုက်မယ်ဘောဒါလေးခတ်ချင်လဲဆိုရင်ခတ်ချင်တဲ့ပုံပေါ်မှာတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ format ထဲကိုသွားမယ် format ထဲကိုသွားပြီးတော့ picture border ဆိုတာလေးမှာဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဘာရောင်လေးခတ်ချင်တယ်ကျွန်တော်ကတော့အမေရောင်လေးပဲခတ်လိုက်အမေရောင်လေးခတ်လိုက်အဲဆိုရင်ဘောင်ခတ်ပြီးသားလေးရသွားတာပေါ့အဲတော့ကျွန်တော်တို့ကသုံးပုံပုံမယ်ဒါပေမဲ့သူကဒီတိုင်းလုပ်လို့မရဘူးတော့ရွှေ့လို့မရဘူးဖြစ်နေနော်အဲရွှေ့လို့ရအောင်ဘယ်လိုလုပ်မလဲဆိုရင်ကိုရွှေ့ခြင်းတဲ့ပုံပေါ်မှာတစ်ချက်ထောက်ပြီးရင် format ထဲကိုသွားမယ်သွားပြီးတော့ red tab ဆိုတာရှိတယ် position ရဲ့အောက်မှာလေ red tab လေးကိုတစ်ချက်နှိပ်လိုက်မယ်တိတ်ပြီးတော့ behind the tab နှိပ်လိုက်ရတယ် in front of tab နှိပ်လိုက်ရတယ်ကြိုက်တာနှိပ်လို့ရပါတယ်အဲလိုနှိပ်လိုက်ပြီဆိုမှသူကကိုလိုချင်တဲ့နေရာကိုဆွဲသွားလို့ရတယ်ပုံကအဲဆိုရင်ကျွန်တော်ဒီပုံလေးကို3ပုံကူမယ်3ပုံကူမယ်ဆိုတော့ကူးကျင်တဲ့ပုံပေါ်မှာကျွန်တော်တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ control နဲ့ D နဲ့ကိုနှိပ်လိုက် control နဲ့ D နဲ့ကိုနှိပ်လိုက်အရာညာလို့ဒီဘက်ကိုဆွဲလိုက်မယ်မညှိဘူးထင် down arrow arrow တွေနဲ့ကျွန်တော်ညှိလိုက်လို့ရနောက်တစ်ပုံ control D
ဒါမို့လေအပုံလေး3ပုံရသွားမှာအောက်ကိုလည်းကျွန်တော်တို့3ပုံကူးခြင်းနဲ့ဆိုရင်3ပုံလုံးကိုဆက်လက်မှတ်ဘယ်ဘက်လက်ကမြင်ပြီးတော့ control ကိုဖိထားမယ်မလွတ်နဲ့နော် control 3ပုံလုံးဆက်လက်မှတ်ပြီးဆိုမှကျွန်တော်တို့ control ကိုလွတ်လိုက်လွတ်ပြီးရင်ကျွန်တော်အောက်ကို3ပုံကူးမယ် control ရဲ့ D ရဲ့ကိုနှိပ်လိုက်ဒီအောက်ကိုလိုချင်တဲ့လောက်လေးဆွဲသွားမညူးထင် right arrow လို့ down arrow ကို arrow ကိုကြိုက်တယ်လို့ညှိလို့ရပြီဒါဆိုလို့ရှိရင်တော့ကိုလိုချင်တဲ့ passport size လေးရပါပြီလွယ်ပါတယ်လုပ်ကြည့်ပါနော်အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကဒီနေ့တော့ဒီလောက်ပါပဲဒီဗီဒီယိုလေးဟာမိတ်ဆွေတို့အတွက်အကျိုးတစုံတရာရှိခဲ့တယ်ဆိုလို့ရှိရင် like and share လေးနှိပ်ပေးသွားပါဦးခင်ဗျနောက်အသစ်တော့ဗီဒီယိုတွေတင်လို့ရှိရင်သိအောင်လို့လည်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားပေးပါဦးနော်နောက်သိချင်တာများတစုံတရာရှိခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ chat box အောက်မှာလာရောက်မေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် see you bye bye